ဒီကောင်လေးကလူတိုင်းရဲ့ခေါင်းပေါ်မှာပုတ်ဖက်ပုတ်ရက်တင်ကြတာလေးတွေလွင်မျောနေတာကိုတတိထားမိခဲ့ပါတယ်။စီလာကမေခွန်းမေးတဲ့အခါအဖြစ်မသိတဲ့ចောင်းသားတွေရဲ့ခေါင်းပေါ်မှာမေခွန်းတင်ကြတာလေးတွေပေါ်လာတတ်ပြီးအဖြစ်သိတဲ့သူတွေရဲ့ခေါင်းပေါ်မှာတော့အာမေရိတ်တင်ကြတာလေးတွေပေါ်လာတတ်ပါတယ်။ချွင်းချက်အနေနဲ့ကတော့သူ့ရှေ့မှာထိုင်နေတဲ့ကောင်မလေးပါပဲ။သူမရဲ့ခေါင်းပေါ်မှာတော့အမြဲတမ်းတောက်ပတဲ့အာမေရိတ်တင်ကြတာလေးရှိနေတတ်ပါတယ်။ဒါပေမဲ့ဒီထူးဆန်းတဲ့စွမ်းရည်ကကောင်လေးကိုအမြဲတမ်းပြဿနာတွေရောက်စေခဲ့ပါတယ်။တရက်မှာတော့သူ့ဘေးနားကအတန်းပေါ်ကောင်မလေးခေါင်းလျှော်ရည်ပြောင်းတုံထားတာကိုသူတတိထားမိသွားပါတယ်။အနက်လေးတိတိချာချာရလိုက်ပြီးတဲ့နောက်မှာတော့ online မှာခစ်စားနေတဲ့အဲ့ဒီခေါင်းလျှော်ရည်ကိုသုံးနေတာလားဆိုပြီးသူမမေးပဲမနေနိုင်ဖြစ်သွားပါတယ်။မမျော်လင့်မဲ့ကောင်မလေးကထူးဆန်းတဲ့မျက်နှာအမူအရာခဲ့သွားပါတယ်။သူကအလိုက်မသိပဲအနက်လေးမွေးတယ်လို့ပြောလိုက်တဲ့အခါမှာတော့ကောင်မလေးရဲ့ခေါင်းပေါ်မှာနတ်မောင်နဲ့တင်ကေတဲ့အမဲရောင်ကြီးရုပ်တရက်ပေါ်လာပါတော့တယ်။အဲ့ဒီတော့မှသူတခုခုမှားပြောမိပြီဆိုတာရိပ်မိသွားပါတယ်။သူတောင်းပန်ခြင်းခဲ့ပေမဲ့အဲ့ဒီနေ့ကစပြီးကောင်မလေးကအကြောင်းမလာတော့ပါဘူး။ဒါကသူ့စိတ်ထဲမှာအမတ်တရားကြီးဖြစ်သွားစေခဲ့ပါတယ်။နောက်တော့တရက်မှာအတန်းခေါ်ကောင်မလေးကသူမမှာထူးခြားတာတခုခုတတိထားမိလားလို့ရုပ်တရက်လာမိပါတယ်။ကောင်လေးမော့ကြည့်လိုက်တဲ့အခါသူမရဲ့ခေါင်းပေါ်မှာအာမေရိတ်တင်ကေတာတခုကိုချက်ချင်းမြင်လိုက်ရပါတယ်။တယောက်ယောက်ရဲ့အဖြေကိုစောင့်နေတဲ့အတိုင်းပါပဲ။တစ်ချိန်တည်းမှာပဲသူ့ဘေးကကောင်လေးကတော့ခေါင်းပေါ်မှာမေးခွန်းတင်ကေတာကြီးနဲ့စဝေးစဝါဖြစ်နေပါတယ်။အမှန်တော့ကောင်လေးကအဖြေကိုသိနေပြီးသားပါ။သူမခေါင်းလျှော်ရေးပြောင်းတုံးထားတာကိုသူသိပေမဲ့နောက်တစ်ချိန်မှားပြောမိမှကြောက်တာကြောင့်မသိချင်အောင်စောင့်နေခဲ့ပါတယ်။ဒါပေမဲ့သူ့လေတိတ်စိတ်မှုကသူမကိုစိတ်ဖြတ်သွားစေပါတယ်။သူမခေါင်းပေါ်ကအာမေရိတ်တင်ကေတာဟာညာစင်းရောင်အဆက်လေးတွေအဖြစ်ချက်ချင်းပြောင်းလဲသွားကအယောင်ကလေတောက်ပတဲ့အဝါရောင်ကနေမိန်ချော့တဲ့လိမ္မော်ရောင်ကိုပြောင်းသွားကစိတ်ဖြတ်သွားတာကိုအထင်ရှားပြနေပါတယ်။အတန်းဆင်းပြီးတဲ့နောက်မှာတော့ကောင်လေးကအတန်းဖော်ပြီးပြောနေတာကိုကြားလိုက်ပါတယ်။ကောင်မလေးကတကယ်ပဲခေါင်းလျှော်ရေးပြောင်းတုံးထဲတာဖြစ်ပြီးလူတိုင်းကသူမမှာရီးစားရနေပြီလို့ထင်နေကြပါတယ်။ဒါကိုကြားရတဲ့အခါကောင်လေးကတခုခုဆုံးရှုံးလိုက်ရတယ်လို့ထူးဆန်းတဲ့ခံစားချက်ကိုရုတ်တရက်ခံစားလိုက်ရပါတယ်။မကြခင်မှာပဲကောင်မလေးကအတန်းနဲ့ပြန်လာပြီးအဲ့ဒီမေကွန်းကိုပဲနောက်တစ်ချိန်ထပ်မေးပါတယ်။ဒါပေမဲ့ကောင်လေးကတော့အဖြေပေးဖို့တတိမရှိသေးပါဘူး။သူမခေါင်းပေါ်မှာအဆက်လေးတွေထပ်ပေါ်လာပြန်ပြီးဒီတစ်ချိန်သူ့ကိုကြည့်တဲ့သူမရဲ့အကြည့်တွေကပိုပြီးတော့တောင်စိတ်ဖြတ်မှုကိုစောင့်ကြည့်နေပါတယ်။နောက်တော့ကောင်လေးကသူမကိုထပ်တွေ့တဲ့အခါသူမခေါင်းပေါ်ကအဆက်လေးတွေဟာအာမေရိတ်တင်ကေတာတခုအဖြစ်ပြန်ပြောင်းသွားလာကိုတတိထားမိပါတယ်။သူတက်တီမွေးပြီးမကြခင်ကခေါင်းလျှော်လေးပြောင်းတုံးထားတာလားဆိုပြီးနောက်ဆုံးမှမေးလိုက်ပါတယ်။ရုတ်တရက်ပဲသူမခေါင်းပေါ်ကအာမေရိတ်တင်ကေတာကြီးကအကြီးကြီးဖြစ်သွားပြီးသူ့ကိုလေဓာတ်ထောက်လက်ကိုဆွဲခေါ်သွားပါတော့တယ်။ဒါကိုဘယ်လိုသိရဲဆိုတာထက်ခါမိနေခဲ့ပါတယ်။သူကတစိတ်နာမည်ကိုပြောပြလိုက်ပြီးမြဲသူမရဲ့မျက်နှာအမူအရာကြောင့်ဒါဟာသူမလိုချင်တဲ့အဖြစ်မဟုတ်မှန်းသိစားပါတယ်။သူကတခြားကောင်မလေးသုံးတဲ့ခေါင်းလျှော်ရည်နဲ့အတူတူပဲလို့ပြောလိုက်တဲ့အခါကျမှသူမကသူ့ကိုရုတ်တရက်ဖတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အာမေရိတ်တင်ကေတာလေးကအယောင်ဆုံးပြောင်းလဲသွားပါတယ်။အဲ့ဒီတော့မှအကောင်လေးလည်းနောက်ဆုံးမှနားလည်သွားပါတော့တယ်။သူမဟာသူ့ရဲ့ဘေးနားကအတန်းဖော်ကောင်မလေးပတ်သက်ပြီးနားလည်မှုလွဲနေတာကိုရှင်းပြကိုလာခဲ့တာဖြစ်တယ်။တခါကသူ့ဘေးနားကကောင်မလေးကိုခေါင်းလျှော်ရည်အကြောင်းမေးတော့ကအဲ့ဒီကောင်မလေးကသူ့ကိုလောင်ပြောင်းနေတယ်လို့ထင်နေတာကြောင့်ကြောင်းမလာတော့တာဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အခုတော့အဲ့ဒီနားလည်မှုလွဲမှုကနောက်ဆုံးမှပြေးလေသွားပါပြီ။မကြခင်မှာပဲအဲ့ဒီကောင်မလေးကြောင်းပြန်လာပြီးလူလိုက်ကသူမအထက်ဝမ်းထာနေကြပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရှေ့မှာထိုင်နေတဲ့ကောင်မလေးဟာတခြားလူတွေနဲ့မတူပဲတကယ်ကိုထူးခြားတဲ့သူတစ်ယောက်ဖြစ်လာမှန်းကောင်လေးရိပ်မိသွားပါတယ်။သူမကိုချစ်မိသွားပြီလို့ထင်ပါတယ်။ဒါပေမဲ့အဲ့လိုဆိုရင်တော့သူဖွင့်ပြောဖို့တတ်သိမရှိသေးပါဘူးခင်ဗျာ။